ရှင်းပြမယ်အကြောင်းအရာတော့ Microsoft Word မှာစာလုံးတွေရဲ့ပုံစံကိုပြောင်းလဲပြင်ဆင်တဲ့ character formatting အဓိကအသုံးပြုရမယ်အာ tools တွေကတော့ Word ရဲ့ Home tab အောက်က Word ရဲ့ Home tab အောက်မှာရှိတယ်ကျွန်တော်တို့အာဒီ font group တွေကနေပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ဒီပထမဆုံးအနေနဲ့ဒါဆိုရင် this is bold ဒါဆိုရင် character ကို bold ပြောင်းပေးပါတဲ့เนาะဒါဆိုကျွန်တော်တို့ select မှတ်ပါမယ်မှတ်ပြီးပါရင် font group ထဲမှာရှိရဲကျွန်တော်တို့ဘိုးလေးကိုတွားပြီးတော့နှိပ်ပေးလိုက်ရင်စလုံးလေးကဘိုးဖြစ်သွားမှာဖြစ်ပါတယ်အလားတူပဲ italic ဆိုရင်ကိုပြောင်းခြင်းတဲ့စာသားကို select မှတ်ပါမှတ်ပြီးရင် i လေးကိုနှိပ်လိုက်ရင်ရပါပြီနောက် single continuous underline ဒါကတော့ underline တာဖြစ်ပါတယ် underline ဆိုရင်တော့ကျွန်တော်တို့ဒီမှာ underline ကိုအသုံးပြုလို့ရပါသည်ဒါပေမဲ့ VA မှာရှိတဲ့မြားလေးကိုဖွင့်ချလိုက်မယ်ဆိုရင်တော့ underline style အများကြီးကိုတွေ့ရမှာဖြစ်ပါတယ်အဲ့မှာကိုအသုံးပြုခြင်းတဲ့ပုံစံတွေကိုရွေးချယ်အသုံးပြုလို့ရပါတယ်အခုကတော့ကျွန်တော်တို့ single continuous ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့အပေါ်သုံးမှာရှိတဲ့ underline sign လေးကိုပဲအသုံးပြုမှာဖြစ်ပါတယ်ဒါ word only underline word only underline ကတော့ကျွန်တော်ဒီစကားစုလေးတွေကိုပဲတစ်ခုချင်းစီကိုပဲ underline ထားမှာဖြစ်ပြီးတော့သူ့ကြားထဲမှာရှိရဲ့ခြားထားတဲ့ space တွေမှာ underline တွေကိုထားမှာမဟုတ်ပါဘူးသူ့ကိုအသုံးပြုခြင်းကျွန်တော်တို့ font group တွေကိုကျွန်တော်ဝင်ပေးရမှာဖြစ်ပါတယ်font group ဝင် font dialog ပေါက်ကြလာမယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီ font ဆိုတဲ့ tab လေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ် font tab ကိုနှိပ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ဒီ underline style ဆိုတဲ့အထဲမှာကျွန်တော်တို့ drop down list ကိုဖွင့်ချလိုက်ပါမယ်ဖွင့်ချပြီးအဲ့မှာ word only ဆိုတာလေးကိုရွေးလိုက်ပါမယ်ရွေးလိုက်လို့ရှိရင်တော့ကျွန်တော်တို့စကားစုလေးတွေမှာပဲ underline ထားပြီးတော့မှဖြစ်ပါတယ်ဒါ font size 14ဒါ size ကိုကြီးတာဖြစ်ပါတယ် font size ဆိုရင်ကျွန်တော်ဒီ font group တွေက font နေရာမှာတွားပြီးတော့ကြီးလို့ရတယ်လို့ဘေးနားမှာရှိတဲ့ဒီ font increase button လေးကိုနှိပ်လို့ရတယ်ဒီဘက်ကဟာတွေကတော့ font decrease လုပ်တာပါဒါကတော့ font ကို increase လုပ်တာပါဒါ font ကို decrease လုပ်တာပါ font 14ဆိုတော့ကျွန်တော်တို့ဒီ14အတိုင်းပဲထားလိုက်မှာဖြစ်ပါတယ်ဒါ Times New Roman select မှတ်ပါမယ် font style Times New Roman ကိုပြောင်းခိုင်းတာဒါဆိုကျွန်တော်တို့ဒီမှာ font list ကိုသွားပါမယ်ဒီ font list ကို drop down list ကိုဖွင့်ချလိုက်ပါမယ်ဖွင့်ချပြီးရင်တော့ကိုဒီမှာ Times New Roman တွေ့ရင် Times New Roman လေးကိုရိုက်ထည့်မယ် Times New Roman မတွေ့ဘူးဆိုလို့ရှိရင်တော့ဒီ list ထဲမှာကျွန်တော်တို့ Times New Roman တွေကိုတောက်ပြီးတော့ရိုက်ထည့်လိုက်ရင်ရပါတယ်Times New Roman เนาะပြီးရင်အဲ့ဒါလေးခေါက်ချလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ font ကတော့ Times New Roman ဆိုတဲ့ font လေးကိုချိန်သွားပြီဖြစ်ပါတယ်ဒါ font color red font color ချိန်တာဖြစ်ပါတယ် font color ချိန်ရင်တော့ဒီ font color ထဲမှာသွားပြီးတော့ drop down list ကိုဖွင့်ချရင်ကျဲတဲ့ color လေးကိုကျွန်တော်တို့ရွေးပြီးတော့အသုံးပြုလို့ရပါသည်အနီရောင်ဆိုတော့အနီရောင်ယူလိုက်ပါမယ်ဒါကတော့ all cap ပါ all cap ဆိုတာပုံမှန်ရေးထားတဲ့စကားလုံးတွေကျွန်တော်တို့ capital letter ပြောင်းခြင်းတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ font group တွေကိုသွားပါမယ် font group ထဲမှာရှိရဲကျွန်တော်တို့ဒီ effect group ထဲမှာရှိပါတယ် all cap ဆိုတာလေးကို check box တွေကို tick လုပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့စလုံးတွေအားလုံးဟာ capital letter တွေကိုချိန်တော့မှာဖြစ်ပါတယ်ဒါကတော့ small cap ပေါ့နော် small cap ကြတော့ကျွန်တော်တို့ capital letter တွေကိုပဲအကြီးအသေးထားပြီးသုံးတာဖြစ်ပါတယ်သူလည်းတူတူပါပဲ font group တွေကိုသွားပါမယ် font group တွေမှာရှိရဲကျွန်တော်တို့ဒီမှာ small cap ဆိုတာလေးရှိပါတယ် small cap လေးကိုရွေးလိုက်တာ ਨੇ စလုံးပုံစံတွေက capital letter တွေကိုပဲပုံမှန်စလုံးရိုက်တယ်လို့အကြီးသေးလေးတွေချိန်တော့မှာဖြစ်ပါတယ်ဒီတစ်ခုကတော့အောက်ကတစ်ခုကတော့ super spread ကတော့ကျွန်တော်တို့ကစလုံးတွေကိုအပေါ်တင်တာဖြစ်ပါတယ်ဥပမာ2-5ဓာတ်ဆိုရင် file လေးကို select မှတ်မယ် select မှတ်ပြီးရင်ကျွန်တော်တို့ဒီမှာရှိရဲဒါလေးကို font group တွေကsuper script လေးကိုရွေးလိုက်မှဖြစ်ပါတယ်အောက်ကဟာကတော့ subscript ကတော့စကားလုံးတွေကိုကျွန်တော်တို့ကအောက်ကိုခြာတာဖြစ်ပါတယ်ဒါဆို select မှတ်မယ် h2 ဆို2ကအောက်မှာရှိရတဲ့အတွက်ကြောင့်ဥပမာကျွန်တော်တို့ဒီ subscript လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့စလုံးလေးတွေကဒီလိုပုံစံလေးတွေရရှိမှာဖြစ်ပါတယ်ဒါ strike through ကအလဲကောင်မှာဖြတ်မြင်တာတာပေါ့အလဲကောင်မှာမြင်တာတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ font group တွေကဒီဟာလေးကို strike through လေးကိုနှိပ်ပါမယ် strike through မှာလည်းသူကတစ်ချက်နှိပ်ရင်ကျွန်တော်တို့ဒီမှာပေါ်လာမှာဖြစ်ပါတယ် strike throughဒါကတော့ expanded spacing ကတော့စကားလုံးတွေကိုချဲ့ထုတ်တာ
ဒီ character တစ်လုံးချင်းဒီ space လေးတွေကိုကျွန်တော်တို့အစေကျဲလောက်တာပေါ့နော်ချဲထုတ်မယ်ဆိုရင်ဘယ်လိုသွားမှာလဲဆိုရင် font group လို့ပဲသွားမယ် font group ထဲမှာရှိတဲ့ကျွန်တော်တို့ဒီ advanced ဆိုတဲ့ tab ကိုဝင်ရပါမယ်ဒီ advanced tab မှာရှိတဲ့ကျွန်တော်တို့ဒီ spacing ဆိုတဲ့နေရာလေးမှာသွားချဲရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရွေးလို့ရတယ် expand နဲ့ရှိရယ် contact ရှိရယ်အခု expand နဲ့ကိုရွေးနေရတယ်မရွေးချင်လည်းကျွန်တော်ဒီကနေ by ဆိုတဲ့နေရာမှာကျွန်တော်တို့ point အဖြစ် increase လုပ်ပါလို့ရပါတယ်ကိုယ်စိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်ကျွန်တော်တို့အခုဒီမှာ5 point လောက်ပဲကျွန်တော်တို့ချားမှာဖြစ်ပါတယ် okay လုပ်ပါမယ်ဒါဆိုရင်စလုံးလေးတွေကငကိုပုံစံမဟုတ်တော့ဘဲနဲ့နည်းနည်းကျဲကျဲခက်ကျဲကျဲလေးတွေဖြစ်သွားပါပြီ content space ဒီ content spacing တော့မူလရှိပြီးသားစလုံးတွေရဲ့သတ်မှတ်ထားတဲ့စလုံးတွေရဲ့ space ကိုကျွန်တော်တို့ကကျင်းတာဖြစ်ပါတယ် space လေးတွေခြုံလိုက်တာပေါ့နော်ဒါဆိုရင်လည်းကျွန်တော်တို့ font group ကိုသွားပါမယ် font group ထဲမှာရှိရဲကျွန်တော်ဒီမှာပဲ spacing နေရာမှာပဲဒီမှာ decrease လုပ်လိုက်ရပါတယ် decrease ကျွန်တော်0.4လောက်ထားပါမယ်0.4 pd လောက်ထားပါမယ် okay လုပ်ပါမယ်ဒါဆိုမူလရှိပြီးတဲ့စလုံးပုံစံလေးကကျုံတော့မှာဖြစ်ပါတယ်ဒါ share style ဒါစလုံးပုံစံတွေကို style ပြောင်းတာဖြစ်ပါတယ် style ပြောင်းချင်တော့ကျွန်တော်တို့ဒီ font group ထဲမှာရှိတယ်ဒီ text effect တွေကိုသွားပါမယ်ဒါဆိုရင်ကျွန်တော်တို့ shadow ဆိုရင် shadow ကိုရွေးပါမယ်ရွေးပြီးရင်ဒီထဲမှာကိုယ်ကြိုက်တဲ့ shadow ပုံစံတွေကိုယ့်ဘာကိုယူပြီးတော့အသုံးပြုလို့ရပါတယ်ကျွန်တော်ကဒီထဲကတစ်ခုခုဒီပုံစံလေးကိုကျွန်တော်ယူလိုက်ပါမယ်ဒါဆိုရင်စလုံးလေးကတော့အနောက်မှာ shadow လေးဖြစ်သွားပါပြီဒါ outline size ဆိုရင် select ပါတော့ outline ကတော့ဒီထဲမှာပဲရှိပါတယ် text effect ထဲမှာပဲဒါစလုံးရဲ့ဘေးသားလေးတွေကိုကာလာရောင်ပြောင်းတာဖြစ်ပါတယ် outline အယောင်တရားရောင်ရွေးလိုက်ပါတော့ကျွန်တော်ခုဒီအပြောင်လေးရွေးလိုက်ရင် outline ဆိုင်လေးမှာအပြောင်လေးဖြစ်သွားပါပြီအခုကျွန်တော်တို့ပြုလုပ်ထားတဲ့ဒီ formatting character formatting လုပ်ထားတဲ့ပုံစံတွေကိုအားလုံးကိုကျွန်တော်တို့ပြန်ပြီးတော့ clear လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကိုလုပ်ချင်တဲ့ဟာအားလုံး select မှတ်ပါတော့ဒါမှမဟုတ်တစ်ခုချင်းလုပ်ချင်တဲ့တစ်ခုချင်းကို select မှတ်ပြီးကျွန်တော်တို့ဒီကကျွန်တော်တို့ clear all formatting ဆိုတာရှိရဲဒါလေးကိုနှိပ်လိုက်ရင်ရပါတယ်အခုအားလုံးရှုံးမယ်ဆိုရင်ကျွန်တော်တို့အားလုံး select မှတ်ပါမယ်မှတ်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ font group ထဲမှာရှိတဲ့အာ clear all formatting ဆိုတဲ့ pattern လေးကိုကျွန်တော်နှိပ်လိုက်ရင်စလုံးပုံစံတွေအားလုံးဟာမူလပုံစံတိုင်းကျွန်တော်တို့ပြန်ရရှိမှာဖြစ်ပါတယ်နောက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြပါစို့နော်